Eddie living way ဆိုတာအသက်ရှင်ခြင်းလမ်းဆိုတာအဲ့ဒီအသက်က divine life ကိုပြောတာ natural life နဲ့ရှောက်လို့မရဘူး။ဘာကြောင့်လဲဆိုရင်ဒီမှာကြည့်အဲ့ဒီ life ကဖြတ်ပြီးဟိုဘက်ရောက်တဲ့ဥစ္စာကဖခင်ရဲ့နိုင်ငံတော် that heaven ကိုဆိုလိုသွားတယ်။ဖခင်ရဲ့နိုင်ငံတော် that heaven ကို natural life ဖြင့်တွားခွင့်မရှိဘူး divine life နဲ့ပဲတွားလို့ရတယ်အဲ့တော့အဲ့ဒီအသက်ရှင်ခြင်းဟာ divine life နဲ့အသက်ရှင်တာကိုဆိုလိုတယ်အဲ့ဒီလမ်းကမမြင်ရတဲ့လမ်းဖြစ်တယ်ကာယမျက်စိနဲ့မမြင်ရတဲ့လမ်းဖြစ်တယ်အဲ့ဒီလမ်းကမြေရှိုးမိုးပြန်တကူနဲ့တွားတဲ့လမ်းခရစ်တော်အဒီလမ်းကိုအသွားပြန်မြေရှိုးမိုးပြန်တကူနဲ့တွားခဲ့ပြီအဲ့တော့လမ်းတစ်ဖြစ်တယ်လမ်းတစ်ဆိုတာကိုဘိုးဘေးတွေလျှောက်ဖူးတဲ့လမ်းမဟုတ်နော်ဘိုးဘေးလျှောက်ဖူးတဲ့လမ်းမဟုတ်ဘူးနော်အဲ့ဒီလမ်းတစ်ဆိုတာဘိုးဘေးတောင်မလျှောက်ဖူးတဲ့လမ်းဒီလိုဆိုရင်တရားဟောဆရာငါတို့ဘိုးဘေးလမ်းကိုပဲငါတို့လျှောက်ရမယ်လို့ဟောရင်မှားပြန်ရောတရုတ်ဘိုးဘေးဒီလမ်းမလျှောက်ဘူးကရင်ဘိုးဘေးလည်းဒီလမ်းလျှောက်ဘူးတာမဟုတ်ဘူးအဲ့ဒီလမ်းတစ်က first time ခရစ်တော်ဒီချင်းကပြန်ရှင်တဲ့ AD 30မှာပဲအဲ့ဒီနေ့မှာပဲတက်အဲ့ဒီနေ့ပဲပြန်ဆင်းလာအဖစီယာအဲ့ဒီလမ်းကိုခရစ်တော်အသွားပြန်ဆင်းတက်ပြီးတာလမ်းဖြစ်တယ်ဒါကြောင့်လို့အဲ့ဒီလမ်းကိုသူကိုယ်တိုင်လျှောက်ခဲ့လို့သူ့နောက်လိုက်ရင်ရောက်ဖို့တည်ကြတယ်အဖစီရောက်ဖို့တည်ကြတယ်reconciliation ဆိုဒီမှာ redemption ဖြစ်ပြီးနောက်ဖြတ်ကျော်ရမယ့် process 14ခုထဲမှာတစ်ခုဖြစ်တယ်ဖြတ်ကျော်ရမယ့် process 14ခုထဲမှာကျေးဇူးတော်တရားကိုဖြတ်ရင်အဲ့ဒါ one process ပဲဖြစ်တယ် one process ဖြစ်တယ်အဲ့တော့ကျေးဇူးတော်တရားရဲ့ဟိုဘက်စွန်ဆုံးကြတော့ကျေးဇူးတော်တရားရဲ့ဟိုဘက်စွန်ဆုံးကြတော့ဖန်ဆင်းရှင်ဤထာဝရဖန်ဆင်းရှင်ဤထာဝရကျေးဇူးတော်တရားရဲ့ဒီဘက်ထိပ်ကျဖန်ဆင်းခံဤထာဝရဖန်ဆင်းခံဤထာဝရ limited အကြာကတ္တခံရအကြာကတ္တခံရအမြင်ကတ္တခံရအမြင်ကတ္တခံရအတိအတွေ့ကတ္တခံရအတိအတွေ့ကတ္တခံရအစွမ်းကတ္တခံရအစွမ်းကတ္တခံရအချိန်နေရာကတ္တခံရအချိန်နေရာကတ္တခံရဖန်ဆင်းခံတရားတွေအားလုံးဒါပေမဲ့ဖယားသားကိုတော့ဖယားကအဖရဲ့အမွေကိုပေးမယ်အဖတိတယ်လို့တာလည်းတိခွင့်ရတယ်အဖမြင်တယ်လို့တာကိုလည်းမြင်ခွင့်ပေးတယ်အဖကြားနိုင်တယ်လို့တာကိုလည်းကြားနိုင်ခွင့်ပေးတယ်အဖကအရာရာတိုင်းကိုသိတယ်တတ်နိုင်တယ်လုပ်နိုင်တယ်တာကိုလည်းအဖတိုင်းဖြစ်စေခြင်းတယ်အဖရဲ့စုံလင်ခြင်းတိုင်းတာကိုစုံလင်စေခြင်းတယ်အဖရဲ့တန်ရှင်းခြင်းတိုင်းတာကိုတန်ရှင်းစေတယ်အဖဖျားကံတမဲ့ဖြစ်သည်တာကိုလည်းအဖကမကန့်တတ်ပါအကန့်တမဲ့အဖတိုင်းဖြစ်စေခြင်းဒီအဲ့ဒါအဖရဲ့စေတနာတော်အဖရဲ့အလိုတော်
အဖရဲ့ရွယ်ချက်အဖရဲ့စီမံကိန်းဖြစ်သည်စကလုံးတစ်လုံးထဲတုံးရင်တော့ economy of God လို့ခေါ်တယ်အဲ့ဒါအဖကိုအဖရဲ့စုံလင်ကြပြည့်ခြင်းတိုင်းအဖရဲ့အသက်နည်းကြီးထွားတိုးတက်စေနေသည်အဲ့ဒါအဖဖြစ်စေနေတဲ့အရာကိုလှုပ်ပေးနေတဲ့အရာဖြစ်တယ်သူဂတိပေးတယ်သူကပဲဖြစ်အောင်လှုပ်ပေးတယ်ဖယားဟာဖြစ်စီရှင်ဖြစ်သည် The great giver ပေးကမ်းရှင်ကြီးဖြစ်သည်ပေးပိုင်ရှင်ကြီးဖြစ်သည်အဖပိုင်သမျှကိုအဖရဲ့သားကိုပိုင်ခွင့်ပေးသည်ဒါအဖရဲ့စေတနာတော်မေတ္တာတော်ဖြစ်တယ်အဖကနှစ်နိုင်ငံပိုင်သည်မမြင်ရတဲ့ဝိညာဉ်နိုင်ငံကိုလည်းပိုင်တယ်မမြင်ရတဲ့ဝိညာဉ်အရာများကိုလည်းပိုင်တယ်မြင်ရတဲ့ရုပ်နိုင်ငံကိုလည်းပိုင်တယ်ရုပ်ဝတ္ထုပစ္စည်းအရာမှန်သမျှကိုလည်းဘုရားသခင်ပဲပိုင်တယ်ဖန်ဆင်းရှင်ရင်ပဲပိုင်တယ်ပိုင်ရှင်ဖြစ်တဲ့အဖဖျားကသားကိုအဖပိုင်သမျှပိုင်ခွင့်ပြီးတော့အမွေပေးတဲ့အဖဖြစ်သည်ဖယားသားကိုအမွေခံဖြစ်စေခြင်းသည်အဲ့ဒါဖယားသခင်ရဲ့ရေးထားတဲ့ covenant ဖယားသခင်သစ္စာဂတိတည်ဆိုထားတဲ့ပဋိညာဉ်ဓမ္မတိပဋိညာဉ်ကိုထာဝရပဋိညာဉ်လို့လည်းခေါ်တယ်ဒီပဋိညာဉ်ဟာထာဝရတည်မယ်ပထမပဋိညာဉ်ရှိခဲ့ပြီပဋိညာဉ်ဆိုတာဖယားနဲ့လူနှစ်ဦးနှစ်ဖက်သဘောတူညီချက်နှစ်ဦးနှစ်ဖက်တာဝန်ရှိတယ်နှစ်ဦးနှစ်ဖက်တစ္ဆာဆောင်မှုလိုတယ်ပထမပဋိညာဉ်ကလူဤသစ္စာပြည့်ခြင်းကြောင့်ပြတ်သွားတယ်ဟောင်းသွားတယ်အဲ့တော့နောက်ထပ်ပဋိညာဉ်တစ်ခုဖျားကလူနဲ့ထပ်ဖွဲ့တယ်ပထမပဋိညာဉ်ဖွဲ့တော့ကပထမပဋိညာဉ်ကိုလူနဲ့ဖျားဖွဲ့တော့ကတိရစ္ဆာန်ရဲ့သွေးဖြင့်ပဋိညာဉ်ဖွဲ့ခဲ့သည်တိရစ္ဆာန်ရဲ့အသက်ဖြင့်ပဋိညာဉ်ဖွဲ့ခဲ့သည်ပဋိညာဉ်တိကြတော့တိရစ္ဆာန်သွေးနဲ့အသက်ဖြင့်မဟုတ်တော့ဘုရားသခင်ရဲ့သားတော်ယေရှုခရစ်၏အသက်သွေးဖြင့်ပဋိညာဉ်ဖွဲ့တယ်ဘုရားသခင်၏သားတော်ယေရှုခရစ်ရဲ့အသွေးအသက်ဖြင့်ပဋိညာဉ်ဖွဲ့သည်ဒီတစ်ခေါက်ဖွဲ့တဲ့ပဋိညာဉ်ကိုတော့ဘုရားသခင်ကပြတ်ခွင့်မပေးတော့ထာ
Tawara Padin look hard. Not Talabadin Melodo. Not Talabadin Melodo. Lunepia Quemepdia Daha Tawarabe. Lunepia Daha Tawara. Padin Sura, no Nepecat, Dawon you are, no Nepecat Tisasan, no Nepet Lupo, a low she. Yes. Padin Sura, the Unapega Dawin you are, the Unapega Tisasan, the Unapega Lupo she. Did the cow Padin go Pia, a Piamacan law. Did the cow Padin go Pia, a Piamacan law. A Piaciano. That's a Lubeca Dawon. Lubeka Losang Jet Yago Payaga Gong Dawon you like. Luet Dawon, Luet Losang Jacko. Payaga Dawon you like. Payan Loame Loku Payaga Lome. Lubeka Matana Malone there a local Payaga Be Lu a 12 local. Era Jesus or look hard. Era Jesus or look hard. Era Prienteha, my peppian I know. Prienteha, my peppian I know. Tawara Dido Patinian Pity. Tawara Dido Patinian Pity. Era Janzao, who jam by D jam by who janja D janja subro, who quet down quemio, look and show shakako, lua pelu machine lumatado. Then net you get a patini, no in it, you get a patini. Abiahane Pugere Pedin Israel Lumune Pugere Pedin Dawayne Pugere Pedin Pedin John Lila Messing oh Anezo Seculila Dime application you die Alagave County Dwara Vessi Edo Paya Quecha bum quecha near Lully. Petinian Namu Vessi. The Kua Houndware. The Kua Amieran Tenere. Peroma Mahauna no. Peroma Kit no Muchane no. Amieran new. Ever new. Ever fresh. Ever living. Amieran Shin ye do covenant pit. Aku Tama aku General we to asu them hala. Su the nature go to a tome kajan and pa pit that dila. Eh? Pa pimani. Go bang a gong at the dware. Papiri? The dware who tell we told Yara, Miyaro Papian Luan. Reinstate up bang at terms. Please jump. A coup pentecote pue. Dima pataka pue. Pentecote pue. Jubilee pue. The Bomo pue. The Kenny pue. Puero Diane Lilani. A net de belle tea. Pa low yare. Pa queen yare swati. Uma Jubilee pue swing. Dima Jomboa
လွတ်စီတဲ့အချိန်အကျွေးထူတယ်အကျွေးတင်တယ်အကျွေးကနေလျှော်ပေးတဲ့အချိန်ကိုအိမ်ပေါင်းနေမြေပေါင်းနေဣသရေလနိုင်ငံမှာအိမ်ပေါင်းမြေပေါင်းရင်သူကအဲ့ဒီဂျူဘလီနေ့ကျရင်ပြန်ရတယ်အဲ့ဒါဂျူဘလီပွဲဟာဒီမှာပင်တေကုတ်တီနေ့အနိစာတဘိုးမှုပွဲဒီအဲ့ဒီတဘိုးမှုပွဲကျရင်အဲ့ဒီအတွင်းကလကပွင့်ပြီခရစ်တော်ဒုတိယကျင့်ကြွလာအဲ့တော့ခရစ်တော်ဒုတိယကျင့်ကြွလာဒီဘက်ကနိုင်ငံတော်ခေတ်ဖြစ်သွားအဲ့ဒါတကိနီပွဲဖြစ်သွားတယ်အဲ့တော့ဒီမှာပတ္တခါပွဲကြောင့်ပတ္တခါတိုးဖြစ်တဲ့ခရစ်တော်အသက်ခံရတယ်အဲ့တော့ဒီမှာကျတော့ဒီမှာပြီးတာနဲ့ခြီလွဲရပွဲဦးဒီပွဲတခါလေးဆက်သွားတယ်ဒီမှာဒီနေရာထားသူတည်ခစ်ကိုပါတည်သွားတယ်ပင်တေကုတ်တီနေရာနိစပတိယန်တိထဲဝင်သွားပြီဒီမှာပတိယန်တစ်ထဲဝင်သွားပြီကျွန်တော်တို့ကဒီပတိယန်တစ်ထဲရောက်သွားရင်ဂျေဇုတော်ထဲရောက်သွားပြီဒီထဲရောက်မှဂျေဇုတော်ရောက်တာအထဲမဝင်ဂျေဇုတော်ထဲမရောက်သေးဘူးသူကအဲ့တော့ဂျေဇုတော်ခေဆိုတာဒီကားတိုင်းနေရာကစခရစ်တော်ဒုတိယကျင့်ကြွလာရင်ဂျေဇုတော်ပြီးသွားပြီအဲ့တော့ဒီနေရာนี่ဒီနေရာထိကအတောင်20ဆိုတာနှစ်2000တပိုးမှုတ်ပွဲပြီးရင်အဲ့ဒီကလကပွင့်ဒီအတွင်းက10တောင်ဆိုတာနှစ်1000ပဲရှိတော့တယ်ဒီဥစ္စာအဲ့တော့အဲ့ဒီကိန်းကနန်းတွေရတဲ့အရေးကြီးတယ်အဲ့တော့အဲ့ဒါအချင်းချုပ်တဲတော်ကိုဒီပုံစံနဲ့မြင်ဖို့လိုတာပေါ့သူကအဲ့ဒီဂိတ်ပေါက်ကိုအနောက်ဖက်လှည့်ဂိတ်ပေါက်ကိုအနောက်ဖက်လှည့်ရင်ဒါခစ်ကိုဆိုလိုတယ်ခစ်အစီအစဉ်တိုင်းသွားတာအဲ့ဒီဂိတ်ပေါက်ကိုမြောက်ဖက်လှည့်လိုက်ရင်လူဤဝိညာဉ်လူဤစိတ်နှလုံးဖြစ်သွားတယ်အဲ့ဒီဂိတ်ပေါက်ကိုတောင်ပဲ့လှည့်ရင်ဒီဥစ္စာဤလောကအမှောင်မိုက်ဖုံးလွှမ်းတဲ့ဒီလောကအဲ့တော့အဲ့ဒီလိုက်ကနေရနီအပေါ်တက်သွားရင်ဒီမှာမြားဒီဘက်ကိုတက်လာဒါဆိုကောင်းကင်တတိယထပ်ထဲရောက်သွားအဲ့ဒါခရစ်တော်ရဲ့ပလင်အဲ့တော့ပလင်ကဒီမှာရှိတယ်ကားတိုင်းကဒီမှာရှိတယ်တော့ကားတိုင်းဖြတ်ရင်ကျွန်တော်တို့ကဒီဘက်ကိုပဲရှေ့ရှုရမှာပလင်ဘက်ကိုပဲရှေ့ရှုရတော့မယ်ကားတိုင်းပဲရှေ့မရှုရတော့အဲ့တော့ဒီအပဝနီဒီတိကလူယေရှုဤလူအသက်ဖြင့်အသေးခံခြင်းဒီနေရာนี่အထဲကျခရစ်တော်ဤပြန်ရှင်ခြင်းအသက်ဖြင့်ကိုယ်ထဲမှကိုယ်စားရှင်ပေးခြင်းကိုယ်စားရှင်ပေးခြင်းကဒီမှာကိုယ်စားတည်ပေးခြင်းကဒီမှာမတူယေရှုနဲ့ခရစ်တော်မတူအဲ့တော့နောက်တနည်းနဲ့ပြောယေရှုလူအသက်ဆိုရင် natural life မွေးရပါအသက်တဘာဝတဲ့ဒီဘက်ကဟာ natural life မဟုတ်တော့ divine life resurrected life တည်ခြင်းမှန်ကိုအောင်တဲ့အသက်ဖြင့်
ကိုယ့်ရဲ့ဝိညာဉ်စိတ်ခန္ဓာထဲကနေခရစ်တော်ရှင်ပေးသည်ကိုကိုစားရှင်ပေးသည်ဒီမှာကိုကိုစားတည်ပေးသည်အဲ့တော့ယေရှုဟာတဘာဝတဲ့နဲ့လောကမှာလူအသက်နဲ့လာရှင်တာဒါပေမဲ့အခုကိုယ့်ရဲ့ဝိညာဉ်စိတ်ခန္ဓာထဲမှာရှင်နေတဲ့ခရစ်တော်ဟာတဘာဝတက်ကိုမရှင်တော့ဘူးကိုယ့်ရဲ့တဘာဝတက်ကိုလည်းရှင်ပေးဖို့မဟုတ်သူ့ရဲ့ဖယားအသက်ဖြင့်ကိုယ့်ရဲ့ဝိညာဉ်စိတ်ခန္ဓာထဲမှာလာရှင်ပေးတာဖြစ်သွားတယ်အင်္ဂလိပ်လိုက Christ live his life through me for me his life in me Christ live his life in me through me and for me totally ကိုပဲအတိတ်ပဲတဲ့အောင်ပြန်ကိုယ့်ရဲ့လူအသက်ကိုတူလာရှင်ပေးတာမဟုတ်အခုခရိယန်နေဆုတောင်းတာကဖခင်ရဲ့လုပ်ပေးပါအောင်ဖခင်ရဲ့လုပ်ပေးပါအောင်ဆိုတာကိုယ့်ရဲ့တဘာဝအသက်ကိုလုပ်ပေးတာပြောတာအခုကိုနေတဲ့အိမ်ကိုစီးတဲ့တင်မောပဲခေါ်အောင်ကိုယ့်ရဲ့အသက်ကိုယ့်ရဲ့အိမ်ကပင်လေရှိနေတယ်ပင်လေဆိုတာဤလောကကိုယ့်ရဲ့အသက်ဆိုတာတင်မောကြီးအဲ့ဒီတင်မောကြီးကဆွေးနေပြီဟိုနာပေါက်ဒီနာပေါက်ဖျားခင်ကျွန်တော်တင်မောကိုဖာပေးပါအောင်ဒီနာမှာပေါက်ရှိတဲ့ဖာပေးပါအောင်ဒီနာမှာပေါက်ရှိတဲ့ဖာပေးပါအောင်ဟိုနာမှာပေါက်ရှိတဲ့ဖာပေးအဲ့ဒီဖာသေးနေဘယ်တော့မှပြီးတော့မကြခင်ပင်လဲအောက်ဆုံးမြုပ်တော့မှာအဲ့ဒီတင်မောခွန်ကြီးအဟောင်းကိုဖျားမဖာပေးနိုင်ဘူးသူ့ရဲ့အသက်နဲ့သူကရှင်ပေးတော့မှာအဲ့ဒါဆိုရင်အဲ့ဒီအဟောင်းခွန်ကြီးကိုစွန့်ပစ်မှာသူကတင်မောအသက်ပေးမှာအဲ့တော့ဒီခန္ဓာကိုယ်က mortal body လို့ခေါ်တယ်တေတတ်တဲ့ခန္ဓာကိုယ်ကခုနပင်လယ်ထဲမှာရှိတဲ့တင်မောလို့ဖြစ်နေကိုမွေးကလေးကစီးတဲ့တင်မောကြီးကဆွေးနေပြီပေါက်ပြဲနေပြီအဲ့ဒါကိုဖာထေးနေဖာပေးပါဦးဆူတောင်းနေမဖာပေးနိုင်ဘူးဘာလို့ဆိုရင်ကိုယ်ထဲကိုဝင်လာတဲ့ခရစ်တော်ကကိုယ်တင်မောအဟောင်းဖာထေးဖို့လာတာမဟုတ်သူဤအသက်ဖြင့်ကိုယ်အတွက်ရှင်ပေးဖို့ဖြစ်တယ်သူ့ရဲ့အသက်ဆိုတာတင်မောအသက်ဖြစ်တယ်ကိုယ့်ရဲ့ဝိညာဉ်စိတ်ခန္ဓာကိုသူ့ရဲ့တင်မောထဲမှာထည့်I in Christ အေးသူတင်မောထဲထည့်ပြီးမှကိုယ်ပင်လေထဲမှာခေါ်သွားဖို့ရှိတယ်ကျွန်တော်တို့ရဲ့တင်မောအဟောင်းမဖာထေးပေးဘူးအဲ့တော့ watchman ကြီးကိုအခုမှခရိယန်ဖြစ်လာတဲ့လူကဆုတောင်းခိုင်းကျွန်တော်ခွန်အားနေနေတယ်တဲ့ဝိညာဉ်ခွန်အားနေကျွန်တော်ဝိညာဉ်ခွန်အားကြီးလာအောင်ဆုတောင်းပေးပါတဲ့ watchman ကြီးကဆုတောင်းပေးလို့မရဘူးနိအဲ့ဒီကာယခွန်အားကိုကာယတဘာဝစိတ်ကိုခွန်အားရှိအောင်ဖျားကခွန်အားမပေးဘူးnatural ငါကိုမြန်တည်စီခြင်းနဲ့သူရဲ့တက်ခွန်အားပဲကြီးထားစီကိုယ့်ရဲ့တဘာဝစိတ်နဲ့တဘာဝခွန်အားကိုကြီးထွားအောင်ဖျားမလုပ်ဘူး